ဒါလေးဆိုပါမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော် intro ပေါ့နော်မုံတွေရုပ်သိမ်းပေးပါငယ် intro လေးကိုသင်ပြပေးတော့ပါမယ်အဲကြတော့ဒီမှာ key ကကြတော့ email နဲ့ gk email နဲ့ gk ပေါ့နော် position ဒီဆရာရှိတိပြတော့တာမှာကြတော့ဒီ position လာတိတော့တာပေါ့နော်ဒီပါဆိုလာတိတော့position အတိတော့တာပေါ့နော်ဒီ position နဲ့နောက် position တခုကကြတော့ဒီမှာ do re mi fa sol la ti do mi fa sol la mi re do ဒီပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဒီလေကျိုးကိုယ်ကွင်နေအားစမယ်နော်လေကျိုးကိုယ်ကွင်နေအားမိန်ပေါ့နော် do re mi fa sol la ti do do di la sol fa mi re do ဆိုတော့မိန်ကကြပါနော်လေကျိုးကိုယ်ကွင်အမိန်လက်နဲ့ပဲ3ပေါ့နော်လက်နဲ့ပဲ3လက်သက်ကျွန်းနဲ့တီးရမှာနော်အမှဆုံးမိန်ပြီးတော့3ကျိုး9ကွင်ပြီးတော့9ကွင်ပြီးတာနဲ့ဒီမှာ2ကျိုး9ကွင်နဲ့6ကွင်ကိုပူအောင်ဟာမှာလောက်မှာပေါ့နော်ပြီးတော့နောက်တစ်ခေါက်လာမယ်နောက်တစ်ခေါက်လည်းခုနတီးရဲ့ပုံစံအတိုင်းပဲဒီလေကျိုး9ကွင်9ကွင်9ကွင်မိန်ဆိုလာပေါ့နော်မိန်ဆိုလာခုနအတိုင်းပဲပူအောင်ဟာမှာလုပ်မယ်ဒီတစ်ချိန်မှာတော့နှစ်ခေါက်လောက်ရမှာပေါ့နော်ဥပမာဒီလိုပေါ့နော်တီတိုတီလာဆိုဖာတီတိုတီလာတီတိုတီလာဆိုမေအဲ့လိုမျိုးပေါ့နော်ပြီးရင်တစ်ခါလေဒီလေကျိုးကိုယ်ကွင်ကနေပြီးတော့9ကွင်ကိုပိုအောင်လုပ်သွားမှာပြီးရင်လေကျိုး9ကွင်9ကွင်5ကွင်ပြီးရင်စလိုက်ဆွဲမယ်9ကွင်ကနေပြီးတော့9ကွင်ကိုစလိုက်ဆွဲမယ်ပြီးရင်9ကွင်ကနေပြီးတော့9ကွင်ကိုပြန်ပြီးတော့စလိုက်ဆွဲမယ်အနေတစ်ခါပြန်တိပြပါမယ်တက်နှုံးပေါ်ကလေးကြည့်လို့ရတာပေါ့နော်တခြားမရှင်းတာရှိလို့ရှိရင်